MacBook computer တွေမှာ Unicode font ကိုဘယ်လိုမြင်အောင်လုပ်မလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာလုပ်ပြသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ဒီရေးထားတဲ့ post ထဲမှာဇော်ကြီးနဲ့ရေးထားတာကိုမြင်ရပြီးတော့ Unicode နဲ့ရေးထားတာကိုမမြင်ရပါဘူးအဲ့ဒါကိုကျွန်တော်တို့ Unicode နဲ့ရေးထားတာကိုမြင်ရခြင်းဒီ Unicode font ကိုတွားပြီးတော့ on ပေးလိုက်ဖို့လိုပါတယ်အဲ့ဒီလိုမျိုးလုပ်ရမယ်ဆိုရင်တော့ဒီ spotlight search ကိုတွားလိုက်ပါအဲ့ဒီမှာကျွန်တော်တို့ font book font book ကိုရိုက်လိုက်ပါဒီအဲ့ဒါဆိုဒီမှာ font book ထဲကို double click နှိပ်ပြီးဝင်လိုက်ပါ double click နှိပ်ပြီးွားလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ font book စာမျက်နှာပွင့်လာပါပြီအဲ့ထဲမှာကျွန်တော်တို့ဒီ all font ကနေပြီးတော့ဒီ search bar ထဲမှာမြန်မာလို့ရိုက်လိုက်ပါ MYAN MAR မြန်မာလို့ရိုက်လိုက်ခြင်းအပြင်ဒီမှာကျွန်တော်တို့မြန်မာ font တွေကြာလာပါတယ်ဒီမြန်မာ font တွေကဒီပထမနှစ်ခုဖြစ်တဲ့မြန်မာ MN နဲ့မြန်မာစံဂမ် MN ကဒီ MacBook တွေမှာငကိုတွေကပါပြီးသား font တွေပါကျွန်တော်တို့ထည့်ထားတာမဟုတ်ပါဘူးကျွန်တော်တို့ကဒီ font တွေကို off ထားခြင်းအပြင်ဇော်ကြီးကိုမြင်အောင်လုပ်ထားရတာဖြစ်ပါတယ်အဲ့တော့ဒီ font တွေကိုကျွန်တော်တို့ပြန် on လိုက်တာနဲ့ဇော်ကြီးကမြင်ရတော့မှာမဟုတ်ပါဘူးကျွန်တော်လက်တွေ့ပြပါမယ်အခုဒီမှာမြန်မာစံဂမ် MN ဆိုတဲ့ဥစ္စာလေးကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်သူ့ကိုလက်နှစ်ချောင်းနဲ့ right click နှိပ်လိုက်ပါပြီးရင် enable မြန်မာစံဂမ် MN family ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ဒီမြန်မာစံငင် MN ဥစ္စာကပွင့်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာအလိုလျောက်ကို Unicode နဲ့ဥစ္စာကကျွန်တော်မြင်သွားရပါပြီ။ဇော်ကြီးနဲ့ဥစ္စာမမြင်ရတော့ပါဘူး။တကယ်လို့ကျွန်တော်ဇော်ကြီးနဲ့ဥစ္စာကိုပြန်မြင်ခြင်းလွယ်ပါတယ်ခုနလိုမျိုးပဲ font book ကိုပြန်သွားလိုက်ပါ။ဒီ font book ထဲကနေတော့မှကျွန်တော်တို့မြန်မာ MYAN MAR မြန်မာကိုကျွန်တော်ရိုက်လိုက်ပါ။ပြီးရင်ကြောင်းမြင်ပြန်ပြီးတော့ဒီမြန်မာဆိုင်ငံကိုကျွန်တော်တို့ကပြန်ပြီးတော့ disable လုပ်လိုက်ပါသူ့ကို disable လုပ်ချင်းတော့ကျွန်တော်တန်းပြီးတော့ဇော်ဂျီကိုမြင်ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီမှာကြည့်ပါ။တန်းပြီး off လုပ်လိုက်တာနဲ့ကျွန်တော်ဇော်ဂျီကိုမမြင်ရဘူး Unicode ကိုပဲမြင်ရသေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ page ကိုကျွန်တော် refresh လုပ်ဖို့လိုပါတယ်။ဒီဇော်ဂျီက native font မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတန်းပြီးတော့သူကဟိုဇော်ဂျီ font ရဲ့ characteristic ဇော်ဂျီ font ရဲ့ characteristic ကျွန်တော်မမြင်ရပါဘူး။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီကောင်ကို refresh လုပ်လိုက်လို့ရှိရင်အခုကျွန်တော်တို့ Unicode ကိုမမြင်ရတော့ပါဘူး။ဇော်ဂျီကိုတစ်ခါတည်းတန်းပြီးမြင်ရပါပြီ။တော့ဒီနှစ်ခုကိုကျွန်တော်တို့အပြောင်းလဲအမြင်ရစီခြင်းလို့ရှိရင်ခုနဒီ font book ထဲကမြန်မာ MN ဆိုတဲ့ font လေးကို on off လုပ်လိုက်ခြင်းအပြင်ကိုကျွန်တော်တို့က Unicode နဲ့ Zoji ကိုကျွန်တော်တို့ကအပြောင်းလဲလုပ်ပြီးမြင်လို့ရပါပြီ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။